ကောင်တကားထက်ဘူးလူတိုင်းလဲဆွဲတာသူ့ကိုတော်ရောမြို့မှာဆိုသလိုလိုနှစ်သက်ကြတာမှန်သေးတကူနေဟာမပါရင်ထမင်းပွဲတဲ့ဘာလို့သိနေကြမှာပဲဆိုငပိရေကျိုးသူအကြောင်းပြောရင်အကောင်တကားထက်ဘူးလူတိုင်းလဲဆွဲတာသူ့ကိုတော်ရောမြို့မှာဆိုသလိုလိုနှစ်သက်ကြတာမှန်သေးတကူနေဟာမပါရင်ထမင်းပွဲတဲ့ဘာလို့သိနေကြမှာပဲဆိုငပိရေကျိုးဖိုးကြီးအမေကြီးကြိုက်တယ်ငပိရေကျိုးခလေးနဲ့လူကြီးကြိုက်တယ်ငပိရေကျိုးဗမာတွေပြောစမဟောင်းနဲ့မလဲတော့ပြောရင်နဲ့တောင်မရေရိုးထမင်းမဲစားရင်လိုအနံလေးမွေးခေါဝေးဝေးနေနိုင်မှာဘူးဆိုနေနိုင်မှာဘူးဆိုငရုတ်ကြီးမီးပုံလို့ဘူးညွန့်ပြုတ်နဲ့မြုပ်ပါတုတ်လိုက်ရရင်ဖြစ်ကျက်သားဟင်းဝက်သားဟင်းဘာဟင်းမှမလို့ထမင်းလဲမိန်လာပါတကူအတိတွေဆုံးမိရဲ့ငပိရေကျိုးဟုတ်ပါရှိလာပါတယ်ငပိရေကျိုးဗီတာမင်တွေစားဖို့မလို့ဗမာအာဟာရအရသာကပိုရှိဖို့ထိပိုမိလာတကူဗမာတွေပါဇက်ဖျားမှာအများလဲသိကြပါတယ်အားလဲရှိလာပါတယ်ငပိရေကျိုးဗီတာမင်တွေစားဖို့မလို့ဗမာအာဟာရအရသာကပိုရှိဖို့ထိမိလာတော့လူမျိုးကြားတော့မစားတာကိုကျေးဇူးများပင်သင်ခြင်းသလိုရှားလဲသွားမှဆိုလို့တတိပေးချက်ဟာမပြီးသေးတဲ့မှာရှင်းမြေအောင်သလိုဗမာစားဆိုဗမာရင်းနိုင်ငံညာသွား